spicy ခောက်ဆွဲကိုရေမတောက်ဖဲနဲ့စားနိုင်ရင် follow ပေးမယ်တဲ့ follow ဖို့တာပြင်ထားလိုက်တော့ okay let's go သွားကြုံမယ်လားကျွန်တော်တို့ဒီဘက်ဒီမှာပေါ့နော်ဒီ 2H တို့ 3H တို့ spicy တွေကပစ္စည်းပြက်နေရဗျအဲ့ဒါနဲ့ကျွန်တော်ရှိတဲ့ဒီ alpha နှစ်ထုပ်ကိုပြုတ်စားတော့မယ်ပေါ့နော်အမှန်တကယ်ဆိုရင်တော့ကျွန်တော်တစ်ထုပ်တည်းစားဖို့လုပ်ထားတာဒါပေမဲ့ဒီတစ်ထုပ်တည်းဆိုရင် accept ပေါ်မှာဆိုရင်ကျွန်တော်နှစ်ထုပ်တိတိကိုရေမတောက်ဖဲနဲ့စားပြတော့မှာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော် follower 9000ပြည့်ရဲ့အထိမ့်မဲ့အနေနဲ့ရောကျွန်တော်တို့ဒီ fan တွေကစားခိုင်းတဲ့အနေနဲ့ပါကျွန်တော်ပေါင်းပြီးတော့စားလိုက်တာပေါ့နော်ဆိုတော့အဆုံးထိကြည့်ပေးကြပါအောင်ဗျကျွန်တော်ဒါကိုနှစ်ထုပ်တိတိပြုတ်ခဲ့ရပါဆိုတော့ဒါကိုရေမတောက်ဖဲနဲ့စားပြတော့မှာဖြစ်ပါတယ်စားကြပါအောင်ဗျာစားမကြည့်ဒါကတော့အသားတူပါနော်ကောင်းပါ့ဒါကတော့တစ်ချောင်းတစ်ထောင်လောက်ပေးရတယ်ပေါ့နော်ဈေးတက်သွားဆိုတော့လေအင်းညာရတာလေဒီနေ့ဆက်လာရဲ့အပေးမှုကြောင့်ပါနော် follower 9000ပြည့်သွားပဲဖြစ်ပါတယ်for let's go ဆက်ကြုံမယ်ရေလုံးဝမတောက်ဘူးနော်ရေလုံးဝမတောက်ဘူးမျက်ရည်တောင်နဲ့ဝဲနေပါနော်ရေလုံးဝမတောက်ဘူးရေလုံးဝမတောက်ဘူးဒါကကိုယ့်ရဲ့ fan တွေကိုချစ်လို့စားပြအောင်ဆိုတော့ပါ brother တို့အနေနဲ့ရောဒီညီမလေးတို့အနေနဲ့မှာရောအကိုပါနော်ဒီ follow လေးနဲ့နှိပ်ပေးသွားကြပါအောင်ဗျဆိုတော့ကောင်းပါပါဗျတော့ spicy ချင်းတဲ့နေရာတော့အောင်သွားပြီပေါ့နော်အဆုံးထိကြီးပြတဲ့အလုံးကျေးဇူးတင်ပါတယ်ဗျချစ်တယ်နော်အပါ